ဘယ်ရမလားနားကတော့တဲ့ကိုထူး channel မှာကြိုဆိုပါတယ်ဒီနေ့တော့ဒီ EM ရထားနဲ့ရန်ကုန်ကနေပဲခူးတို့တောင်းမဲ့ခီးစဉ်လေးဖြစ်ပါတယ်ဆက်လက်ပြီးကြည့်ရှုပေးကြပါအောင်ဗျာခုဆိုရင်တော့မနက်9:15မိနစ်မှာရန်ကုန်ဘူတာကြီးတို့ရောက်ရှိပါပြီထွက်မဲ့ရထားကတော့8နာရီခွဲမှာထွက်မှာဖြစ်ပါတယ်ခုလောတော့ online တက်ကက်လဲပြီးတော့အခုဆိုရင်တော့ရထားလက်မှတ်က8နာရီမထိုးခင်9:50မှာရောက်ရှိပါပြီဗျာထားရိုကြည့်ရှုပြီးတော့တပုံရိုက်ပါတယ်တပုံရိုက်ပြီးတော့ဘာတွေလုပ်မလဲဆိုတာနောက်အပိုင်းဒီမှာဆက်လက်ပြီးကြည့်ရှုပေးကြပါဦးခုဆိုရင်တော့ရထားကြီးနဲ့တပုံရိုက်နေပါပြီခုဆိုတော့ပျော်နေတဲ့ကိုထူးဖြစ်ပါတယ်ခုဆိုတော့တကားကြီးပိတ်သွားပြီရောဗျာ7နာရီခွဲဒီမှာတကားကြီးပိတ်သွားပါပြီဗျာခုဆိုရင်တော့ရထားကြီးစတင်ထွက်ခွာနေပါပြီဗျာရထားကြီးရန်ကုန်နဲ့တိုးကြောင်လေးကို15မိနစ်ပဲမောင်းပါပါတယ်တိုးကြောင်လေးကနေပြီးတော့ပဲခူးတို့45မိနစ်ပဲမောင်းပါတယ်ဗျာခုဆိုရင်တော့တိုးကြောင်လေးဘူတာတို့ရောက်ရှိပါပြီခုဆိုရင်တော့ပဲခူးဘူတာတို့ရောက်ရှိတော့ပါပြီဗျာတနာရီခွဲလောက်စီးအောင်ဖြင့်ရောက်ရှိပါတယ်ဗျာခုဆိုရင်တော့ပဲခူးဟိုဘက်ခုံးကျော်တရားပေါ်တက်ပြီးတော့တပုံရိုက်တယ်ဒရိုင်းပေါ်နေပြီးတော့တပုံရိုက်တယ်ရထားကြီးမန္တလေးတို့စတင်ထုတ်ခေါ်ပါပြီခုဆိုတော့ဒါပဲခူးဘူတာဖြစ်ပါတယ်ဗျာဒါကတော့ပဲခူးမျိုးရဲ့အဝင်ဖြစ်ပါတယ်ဝေလက်ပဲခူးပါတယ်ဗျာအိုးဝေးငှားခြင်းသူများအတွက်အိုးဝေး business ကလေးကိုကျွန်တော်တက်ပုံရိုက်ပေးပါမယ်ဗျာခုဆိုရင်တော့33လက်အမှရှိတဲ့မြန်မာသမင်းဆိုင်မြန်မာသမင်းဆိုင်တို့တွားရောက်နေပါပြီဗျာမြန်မာသမင်းဆိုင်မှာရရှိနိုင်တဲ့ဟင်းများမှာအဆုံးဖြစ်ပါတယ်မိဘပြည်သူများဈေးနှုန်းတက်တာဆိုဖြင့်စားတောက်နိုင်ပါတယ်အဲဒီမှာဟင်းလိုက်ရများလဲကောင်းပါတယ်ဗျာခုဆိုရင်တော့33လမ်းသမင်းဆိုင်ရှိလို့တွားရောက်နေပါပြီခုဆိုတော့ဆိုင်ထဲသို့ရောက်ရှိပါပြီဆိုင်ထဲမှာဟင်းများဆုံးလင်းစွာရောက်ရှိပါတယ်ဗျာဒီမှာကတော့ကျွန်တော်ပါထားတဲ့ဟင်းတွေပါကျွန်တော်လောဆယ် ryan မျိုးချွေးထွက်သွားရတော့ကျွန်တော် ryan လေးတောက်ပါမယ်ဗျာတောက်ပြီးကမှထမင်းစားပါမယ်ခုဆိုတော့တောက်ရထားခဲ့ထားပြီးတော့ရအခုဆိုတော့စားပြီးထမင်းဆွဲဖို့ပြင်းနေပါပြီဗျာအခုဆိုတော့ထမင်းဆွဲဖို့စားဖို့ပြင်းနေတယ်ခုဆိုတော့ကြက်သေးမြင့်နဲ့ကြက်သေးမြင့်ရဲ့ငါးမွေးရဲ့စားပါတယ်ဗျာကြက်သေးမြင့်ရဲ့ငါးမွေးရဲ့စားပါတယ်ခုဆိုတော့ကြက်ချင်းနိုင်ရဲ့စားပါတယ်ခုဆိုတော့စဆွဲပြီးတော့ဗျာဘိုက်ကိုအရင်ဆုံးစားဖြည့်ပါတယ်ခုဆိုတော့စားတယ်ခင်ဗျာခုစုအောင်လေးစားပါတယ်အဲဒီသမင်းဆိုင်မှာတော်တော်စားလို့ကောင်းပါတယ်ဗျဈေးနှုန်းလည်းတက်တာသလိုဟင်းလည်းလိုက်ရကောင်းပါတယ်ဗျခုဆိုတော့ royalty လေးတပူးကန်ပြီးတော့ပြန်လဲပြီးတော့စတင်ခီးစတင်ထွက်ခွာနေပါပြီခုဆိုတော့ဟင်းသာကုန်းဖះတို့တွားရောက်နေပါပြီဗျာဟင်းသာကုန်းဖះကိုကဝလန်းကနေပြီးတော့တွားပါတယ်အဲဒီအချိန်မှာဟင်းသာကုန်းမုံတို့ရောက်ရှိတော့ပါပြီနောက်ဆုံးတော့ဘယ်ရမလားလမ်းကတော့တယ်ကိုထူးဟင်းသာကုန်းဖះတို့ရောက်ရှိနေတာဖြစ်ပါတယ်ခုဆိုတော့ကိုထူးအောင်လည်းဟာဖះတို့ရှခုဖူးမြော်လေးရရှိပါတယ်ဗျာတော့ဟင်းသာဖို့ပေါ်မှာဟင်းသာမှရှိနေတာတဘာဝမှာဖြစ်ပါတယ်ပဲခူးသူပဲခူးသားရယ်ဆိုရင်သိပါတယ်ဗျာခုဆိုတော့အဲ့ဒီမှာကိုထူအောင်လေးတယောက်ဖះသမိုင်းเจ้าနေကိုလေးလာကြည့်ရှုခဲ့ပါတယ်လေးလာကြည့်ရှုပြီးရသေးရီဥခန်ကြီးရဲ့တစောင်းတို့ရောက်ရှိသွားပါတယ်ဗျာအဲ့ဒီမှာလက်ပွင့်ကာတာဖြစ်ပါတယ်ဗျာခုဆိုရင်တော့ကိုထူအောင်လေးတယောက်ခေါင်းလောင်းတီးနေပါပြီခေါင်းလောင်းတီးပြီးတော့အမေနဂလိုင်းမေတော်ရဲ့နန်းတို့တွားရောက်နေပါပြီဗျာဆိုင်တန်ပုံစံကြရင်မနေနိုင်တဲ့ကိုထူအောင်လေးတယောက်နောက်အပိုင်းမှာဘာတွေဆက်ဖြစ်မလဲဆိုတာကြည့်ရှုပေးကြပါဦးဗျာ
ဒါကတော့မေပကိုးမယ်တော့ဖြစ်ပါတယ်ပကိုးမယ်တော့အမေနှစ်ကလိုင်းမယ်တော့ဖြစ်ပါတယ်ဗျာကိုဆိုရင်တော့ပကိုးမယ်တော့ဒီတခြားသောနတ်ပုဂ္ဂိုလ်များလည်းရှိပါတယ်ကိုဆိုရင်တော့ကိုထူအောင်လင်းတယောက်ဟာစိုင်းသက်ပုံသက်များကြားပြီးတော့သူကိုယ်တိုင်လည်းလိုက်ကနေပါပြီဗျာအားလုံးကြည့်ရှုပေးတဲ့အတွက်အထူးပင်ကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကိုနောက်ထပ်အပိုင်းနှစ်ကိုကြည့်ရှုကြမှာက comment မှာအပိုင်းနှစ်လို့ရေးပေးကြပါအားလုံးကိုအထူးကျေးဇူးတင်ပါတယ်နောက်ထပ်ဘာတွေဆက်ဖြစ်မလဲဆိုတာကြည့်ရှုပေးကြပါဦးဗျာ